အော်နေတာရှိလားဟမ်နာမည်အော်နေတာအပြင်ကအော်နေတာမှန်တယ်ဘယ်လိုလဲအော်နေရလေအထဲထဲမှာမပိတ်မိနေတာဆိုအော်ပြီးခေါ်နေရလေရှိလားနေလို့ရှိလား6ထက်12ထက်မှာ12ထက်ရှိရတော့6ထက်ကဟိုအောက်ထဲကျုံဝင်သွားပြီ1 2 3 4 5 6ထက်ဆိုတော့6ထက်ကအောက်ထဲကိုကျုံဝင်သွားပြီ6ထက်ပဲကျန်တော့တယ်အဲ့ဆိုလုံးမရုပ်ရှင်ကဘယ်လိုမှမရှိလို့ဆိုအဲ့ဒီတော့ကျမတို့ဘွားလေးတွေလမ်းမပေါ်မှာနေနေရတဲ့ဘွားလေးတွေပါအိမ်ထဲမှာမနေရကြဘူးအပြင်မှာရှီနောင်လေးတွေကိုစီပါကျမကတော့ဆိုလာလေးရှိတော့မီးပေးထားတာပါအပြင်ကဲအဲ့ရသေးဘူးတနာကြီးနဲ့ဘယ်နည်းရှိပြီလဲသိမင်းအစ်စီခိုင်းနေလို့ငါပြောတယ်တနာကြီးဟာကိုတက်တာဒီလိုတွေပါမျက်နှာလေးဒီလိုလေးတွေနေရတဲ့ဘွားပါဒါထိုင်းလို့မင်းဒီမှာ16နှစ်အမေကြီးကလည်းမအိပ်ဘူးဒီလားထိုင်းလက်ထိုင်းလို့အိပ်ခိုင်းမလားဒီမှာလားဒီဝင်မှာလားဒီလူလေးပါလမ်းမှာဒီအပြိုကြီးပဲတာရပါတယ်တတရရပါပဲ